ဒီနိုင်ငံမှာအမျိုးသမီးတစ်ယောက်လာတယ်လို့သတ်မှတ်တဲ့မျက်နှာပုံစံတစ်မျိုးရှိပါတယ်။အဲ့ဒီစံနှုန်းနဲ့မကိုက်ညီတဲ့သူတိုင်းကိုရုပ်ဆိုးတယ်လို့သတ်မှတ်ကြပါတယ်။ဆူဇန်ဟာငယ်စဉ်ကလေးကသူ့အမေရဲ့မျက်နှာကိုအရန်ချစ်ခဲ့ပါတယ်။သူကအမေပုံကိုမကြာခဏရေးဆွဲလေးရှိပြီးကြီးလာရင်အမေလိုရုပ်ရည်မျိုးရကျင်တယ်လို့အမြဲအိမ်မက်ခဲ့ပါတယ်။ဒါပေမဲ့ဆူဇန်ကြီးပြင်းလာတာနဲ့အမျှသူ့ကိုယ်ပိုင်မျက်နှာကိုမနှစ်သက်တော့ပါဘူး။လှပလာခြင်းနဲ့စိတ်နဲ့သူဟာတငယ်ချင်းနဲ့အတူအလှပြင်ခွဲစိတ်ဆေးကန်း plastic surgery clinic ကိုသွားခဲ့ပါတယ်။သူကဆရာဝန်ကိုသူ့အမေရဲ့ဓာတ်ပုံပြလိုက်ပါတယ်။ဆရာဝန်ကဒီလိုမျက်နှာမျိုးဖြစ်အောင်ခွဲစိတ်ဖို့ငွေအများကြီးကုန်မယ်လို့ပြောပါတယ်။ဆူဇန်မှာငွေအလုံလောက်မရှိတဲ့အတွက်စိတ်ပြတ်စွာနဲ့ပြန်လာခဲ့ရပါတယ်။အဲ့ဒီညမှာမိသားစုအားလုံးအတူထိုင်နေကြချိန်ဆူဇန်ကသူတို့ရဲ့လှပတဲ့နှာခေါင်းနဲ့မျက်လုံးကြီးတွေကိုကြည့်ပြီးအတွင်းစိတ်ထဲမှာမနာလိုဖြစ်လာပါတယ်။သူကအလှပြင်ခွဲစိတ်လုပ်ချင်တယ်လို့ပြောပေမဲ့အမေကအဲ့ဒီလောက်ငွေမရှိဘူးလို့ညှင်းလိုက်ပါတယ်။နောက်တော့ဆူဇန်ဟာတငယ်ချင်းစီတွားလဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာသူပိုပြီးအံ့ဩသွားခဲ့ရပါတယ်။တငယ်ချင်းကဈေးကြီးတဲ့အလှပြင်ခွဲစိတ်မှုကိုလုပ်ပြီးသားဖြစ်နေပြီးအရန်လာသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဆူဇန်ဟာစိတ်ထိခိုက်ပြီးဝမ်းနဲ့ကြေကွဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနေရန်ပေါ်ကကြော်ညာတစ်ခုကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီကြော်ညာမှာအလှပြင်ခွဲစိတ်မှုအခမဲ့လို့ရေးထားပါတယ်။ကြော်ညာအရခွဲစိတ်နည်းပညာအသစ်ကိုစမ်းသပ်ဖို့ဆန္ဒရှိသူမည်သူမဆိုရှောက်ထားနိုင်တယ်လို့ဖော်ပြထားပါတယ်။ဆူဇန်ကဘာမှမစင်စားတော့ပဲစေကန်းထဲကိုဝင်သွားခဲ့ပါတယ်။ဆရာဝန်ကမင်းကိုကဘာပေါ်မှာအလှဆုံးမျိုးသမီးဖြစ်အောင်ငါလုပ်ပေးနိုင်တယ်လို့ပြောပါတယ်။ဆူဇန်ကစာရွက်စာတမ်းတွေကိုချက်ချင်းလက်မှတ်ထိုးပြီးခွဲစိတ်ခန်းထဲဝင်သွားခဲ့ပါတယ်။ခွဲစိတ်ပြီးနောက်နိုးလာတဲ့အခါဆရာဝန်ကပတိတွေကိုဖြီးပေးလိုက်ပါတယ်။မှန်ထဲကိုကြည့်လိုက်တဲ့ဆူဇန်ကငါကဘာပေါ်မှာအလှဆုံးမျိုးသမီးဖြစ်သွားပြီလို့ထင်လိုက်ပါတယ်။ဒါပေမဲ့တကယ်တော့အဲ့ဒါဟာအိမ်မက်တစ်ခုပဲဖြစ်ပါတယ်။အမှန်တရားကတော့ခွဲစိတ်မှုဟာဆိုးဆိုးရွားရွားကြာရှုံးသွားခဲ့ပါတယ်။သူ့မျက်နှာတစ်ခုလုံးကိုပတိတွေနဲ့အပြည့်ပုံအုပ်ထားရတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ဆူဇန်အိမ်ပြန်ရောက်ပြီးမိသားစုကသူ့မျက်နှာကိုမြင်လိုက်တဲ့အခါအားလုံးအလွန်အမင်းအံ့ဩတုန်လှုပ်သွားကြပါတယ်